အားလုံးပဲမင်္ဂလာပါဖိုမဆိုင်တင်ဆက်မှုကနေကြိုဆိုပါရစေကျွန်တော်အခု33ပွဲကပြင်သစ်အသင်းနဲ့မော်ရိုကိုအသင်းတို့ကစားခဲ့တဲ့ပွဲပြင်သစ် 2-0 မော်ရိုကိုဆိုတဲ့ပွဲစဉ်ဖြစ်ပါတယ်ပြင်သစ်အသင်းရဲ့တကယ် professional performance ကိုကျွန်တော်တို့အပြည့်အဝမြင်ခဲ့ရတယ် champion statement champion confirmation ငါတို့ဖလားယူဖို့အဆင့်သင့်ဖြစ်နေပြီဆိုတဲ့အတီးပြုပညာချက်ဒီအရာတွေအကုန်လုံးကိုကျွန်တော်တို့မြင်ခဲ့ရတဲ့ပွဲတစ်ပွဲပေါ့နော်ဆိုတော့ဒီကြောင့်ပြောခင်ကျွန်တော်ဒီအစီအစဉ်ကို Yubat ကကိုကြီးပံ့ပိုးပေးတာဖြစ်ပါတယ် Yubat နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားရဆိုရင်ကျွန်တော်ဒီ Facebook post ရဲ့အောက်မှာဒီ comment link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ် yubatvip.com ကို Telegram link ကအဆင့်ဆက်သွယ်စုံစမ်းမြင်နိုင်ပါတယ်ခင်ဗျာဆိုတော့ဒီခလန်အဘပေအကြောင်းကိုစပြောမယ်ဆိုတော့ကမ္ဘာဖလားပြိုင်ပွဲရဲ့ knockout အဆင့်တွင်းကိုစံချိန်တင်ထားတဲ့ဒီကစားသမားဟာ knockout အဆင့်မှာနောက်ထပ်ကိုထပ်ပြီးတော့သွင်းနိုင်ခဲ့ပြန်ပြီးတော့ဒီကော်ဖလားပြိုင်ပွဲမှာလီယိုနယ်မက်ဆီနဲ့အတူတူဒီထိတ်ဆုံးကဒီပြိုင်ပွဲရဲ့ကိုသွင်းပြင်စုအတွက်နောက်ထပ်သွင်းကိုတကိုးနဲ့အတူ8-9စီဆိုတဲ့အရေးအတွက်ကိုရောက်ရှိခဲ့ပြန်ပြီးမက်ဆီကတပွဲကြံနေသေးတဲ့လက်ထဲမှာအင်ဟန်တပွဲကင်ထားတယ်ပြီးတော့ကျွန်တော်တို့ဟာလန်ကတကိုးယော့နေပြီမဲ့အင်္ဂလန်နဲ့ကစားတဲ့ပွဲမှာ2ဂိုးသွင်းနိုင်ကြော်တက်မဲ့2ဂိုးသွင်းနိုင်ရင်တိုင်ကိုကပ်ပြီးတော့ထပ်လိုက်မယ်ပြီးတော့ကိုမသွင်းနိုင်ဘူးဆိုရင်တော့တကူကြောမယ်ပေါ့လေဒီအခြေအနေမျိုးအပြင်ကိုအင်္ဂလန်ဘက်မှာလည်း Hurricane ကဒါအမ်ဘပေမက်ဆီဒီအာလဟာလန်တို့နဲ့အပြိုင်ဆိုတဲ့အနေထားကနေကတ်လိုက်နေတဲ့ကိုသွင်းပြီးရင်စုအတွက်ကအစရင်ခုန်စရာကောင်းနေတယ်ကမ္ဘာ့ပြိုင်ပွဲမတိုင်ခင်မှာကျွန်တော်တို့အကြိုက်ကိုပြောတာမဟုတ်ဘိုးဆဲကိုရေပန်းအစားဆုံးအသင်း၄သင်းရှိတယ်အဲ့၄သင်းကပြင်သစ်အာဂျင်တီးနားစပိန်အင်္ဂလန်၄သင်းအခုတကယ်တည်းဒီပြိုင်ပွဲရဲ့ quarter final အဆင့်ကိုပြင်သစ်အာဂျင်တီးနားအင်္ဂလန်စပိန်၄သင်းစလုံးเนาะဒီ quarter final အဆင့်ကိုတက်ရောက်နိုင်ခဲ့ကြသလိုပြင်သစ်ကဒီ semi final အဆင့်ကိုကြိုပြီးတော့ရောက်သွားပြီအခြားတစ်ဖက်မှာလည်းကျွန်တော်တို့ထပ်ပြီးတော့ပြောလို့ရတာကဒီ၄သင်းရဲ့အဓိကတိုက်စစ်မှုတွေပြင်သစ်ရဲ့အဓိကတိုက်စစ်မှုခလင်အမ်ဘာပေရဲ့သွင်းကိုအရေးအတွက်တမ်ဘယ်လီရဲ့သွင်းကိုအရေးအတွက်ကမ္ဘာဖလားပြိုင်ပွဲတိုင်းမှာเนาะဒီနောက်ပိုင်းနှစ်တွေမှာ average က6ဂိုးလို့ပြောလို့ရတယ်မှန်းစင်ခေါ်နိုင်တဲ့ဒီအရေးအတွက်ကိုအမ်ဘပေရောတမ်ဘယ်လီရောရောက်ရှိနေတယ်အမ်ဘပေကတော့8ဂိုးဆိုတဲ့ကိန်းကနန်းမျိုးနဲ့เนาะပြေးနေတာတွေ့ရတယ်အဲ့ဒီပြင်သစ်အပြင်ကိုအာဂျင်တီးနားအသင်းမှာလည်းအဓိကကစားသမားလီယိုနယ်မက်ဆီ8ဂိုးသွင်းထားတယ်ကျွန်တော်အင်္ဂလန်မှာလည်းဒီ Hurricane ပြီးတော့ဒီအသင်းတွေကနေပြီးတော့ဒါထိတ်တန်းဂိုးသွင်းရှင်တွေထွက်သလိုဒီစပိန်အသင်းမှာလည်းအိုရဆပ်အဖရှိသဖြင့်ဒီအသင်းတွေမှာဂိုးသွင်းနိုင်တဲ့ကစားသမားတွေเนาะဂိုးသွင်းနိုင်တဲ့ကစားသမားတွေကထွက်ပေါ်ခဲ့ကြတာတွေ့ရတယ်ဒါပေမဲ့ဂိုးသွင်းပြီးရင်စုအတွက်ကတော့လောလောဆယ်အနေအထားမှာကျွန်တော်တို့ဒီ3သင်းကကစားသမား3ဦးခင်းရယ်4ဦးပြောရမှာเนาะပြင်သစ်က2ဦးရယ်မက်ဆီရယ်အဲ့ဒီဂျာဘောက်ဆိုရင်တော့နော်ဝေနဲ့အာလာဟာလန်ဘာလို့ပြနိုင်မလဲဆိုတော့ကြည့်ရမယ်အနေအထားမျိုးဆိုတော့ကျွန်တော်တို့ဒီပွဲမှာဒီထူးထူးခြားခြားဒီ drama အနေနဲ့ပြောလို့ရဆိုလို့ဟာကီမီ foul လုပ်ခံရတယ်လို့ထင်ရတယ်ဒါပေမဲ့ကျွန်တော်အမြင်ကတော့တကယ်တော့ foul မဟုတ်ဘူးသူကဒီပြင်သစ်ကစားသမားစီကနေပြီးတော့ဘောလုံးအလူခံလိုက်တာလို့ပြောလို့ရတယ်အဲ့ဒီနောက်ဒီပြင်သစ်ကတိုက်စစ်ကိုပြန်ပြီးတော့တက်သွားတယ်အိုလီဆေးကနေအမ်ဘပေကိုထိုးပေးလိုက်တဲ့အခိုက်အတန့်အမ်ဘပေကတိုက်စစ်ကိုနည်းနည်းလေးဟိုဘယ်လိုခေါ်လဲထိန်းကစားဖို့လုပ်နေတဲ့ပုံစံမျိုးပေါ့အဲ့ဒီအချိန်မှာဝုန်းနဲ့ဒါပေမဲ့အဲ့လမ်းကြောင်းစပြီးတော့ပွင့်သွားတယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်ဆိုတော့ဟိုအခိုက်အတန့်ကဖြစ်သွားတာကအရန်မြန်တယ်ကိုယ်နဲ့ကလူတိုင်းလည်းမြင်တယ်ပြင်သစ်ဘက်ကလည်းဒီအချိန်ကိုပြန်ကြည့်နေတယ်နည်းနည်းလေးချုပ်ထွေးစရာလေးတွေတွေ့ရတယ်ဆိုတာမျိုး drama နည်းနည်းဖြစ်ခဲ့တယ်ပေါ့နော်ကျန်တာကတော့ဒီပွဲမှာမော်ရိုကိုအတွက်အခြားသောမျှော်လင့်စရာဘာမှမရှိခဲ့ဘူးဆိုတာလည်းတွေ့ရတယ်ပြင်သစ်အသင်းကပဲဒီဘယ်လိုခေါ်မလဲလောက်ဆရာရှိတာတွေအများကြီးလောက်သွားတော့တွေ့ရတယ်ပြီးတော့ဟိုတကယ်အေးလူနဲ့တက်တာနဲ့အနိုင်ကစားသွားတယ်ဆိုတော့လည်းတွေ့ရတယ်ပြင်သစ်အသင်းရဲ့ဒီ performance အတွက်ကျွန်တော်တို့ချေးကျူးရမှာကနီးပြDeschampsပေါ့နော်ဒီ Deschamps ဟာ conservative ဆိုတဲ့နီးပြ conservative လို့နာမည်တက်ခံရတယ်နီးပြတူအဖြစ်ကနေပြီးတော့ Deschamps ဟာအများကြီးပြောင်းလဲသွားခဲ့တယ်ဒီပြိုင်ပွဲမှာကျွန်တော်အခုဒီအတိုင်းဆိုရင်ကျွန်တော်အရှိမဆိုဒီနေ့မနေ့ညဦးပိုင်းကကျွန်တော်ဒီ sports corner မှာ live လုပ်တဲ့အခါကျတော့Deschamps ကိုဒီတိုင်းဆိုရင်လက်လွတ်မှာတော့နှမျောစရာကြီးဒီအစုအဖွဲ့နဲ့သူဆက်ပြီးတော့ချီတက်သွားလို့ရပြီဒီကစားဟန်ကိုDeschamps နဲ့အတူဆက်သွားယုံမယ်လို့ပြောလို့ရတဲ့အနေအထားမျိုးနောက်ထပ်နီးပြအစ်တယောက်ရောက်လာတယ်ဆိုတော့ Zidane ဖြစ်စေတခြားသော Arsene Wenger ဖြစ်စေယာခေးဖြစ်စေဘယ်သူပဲဖြစ်သဘောတရားတစ်ခုပြောပြတာပါ
ဘသူပဲဖြစ်ဒေရှမ်အခုကစားခဲ့တဲ့ပုံစံအတိုင်းဆက်ပြီးတော့တွားကြကွာလို့ပြောမယ်အနေအထားမျိုးအထိဒေရှမ်ကဒီအသင်းကိုဟိုနောက်ဆုံးပဲအိနေလို့သူကဒီပြန်ဝဲပြီးရင်နားတော့မယ်ဆိုတဲ့အနေအထားမျိုးပေါ့နော်ပြင်သစ်အသင်းကနေပြီးထွက်တော့မယ်ဆိုတဲ့အနေအထားမျိုးကြမှာလွမ်းစရာတွေပြန်ပြီးဖန်တီးပြနေသလိုပဲအသင်းကကစားတာအရန်ကောင်းတယ်ကွင်းလေကဒီရာဗီယူဟာဒီပြိုင်ပွဲရဲ့ဟိုမတိမတာလေးပြိုင်ပွဲအပေါ်လွှမ်းမိုးနေတဲ့ကစားသမားတဦးဆိုတာကိုကျွန်တော်တို့မြင်ရတယ်သူနဲ့တွဲကစားတဲ့မာနူခွန်နေဖြစ်စေသူနဲ့တွဲကစားတာရှော်မနီဖြစ်စေအခုသူနဲ့တွဲကစားတာနောက်ပိုင်းဇာယာအမ်မရီဖြစ်စေပေါ့နော်ဘယ်သူပဲဖြစ်အဆင်ပြေတယ်ပြီးတော့သူဟာဂိမ်းရဲ့အရေးပါတဲ့ဒီ epic center ကိုထိန်းချုပ်ထားသောကစားသမားတဦးဆိုတဲ့ပုံစံကိုရွေ့လျားမှုနဲ့အတူပေါ့နော် anchorman ပုံစံနဲ့မဟုတ်ပဲနဲ့ဟို double pivot ကစားသမားတဦးဆိုတော့လေအဲ့ဒီဒီကွင်းလေတစ်ချောက်ကိုဟို8လဲတူပဲ6လဲတူပဲဘယ်ချမ်း6ဘယ်ချမ်း8ညာချမ်း6ညာချမ်း8ဆိုတဲ့ပုံစံမျိုးတယောက်တည်းဟို box လို့ပြီးပြင်းအောင်ကစားနေတာကိုတော့တွေ့ရတယ် row clarity အရန်ရှင်းလာကလည်းပြင်သစ်အသင်းရဲ့ကွင်းလေကိုလောက်ရကန်ရတာတွေကိုပြပြသားရှိစေတာလည်းပါတယ်အဲ့ဒါကိုမှဒီသူကဒီ review ကတကယ်ကောင်းကောင်းမွန်လဲကစားနိုင်ခဲ့တယ်ပြီးတော့ပြင်သစ်ခံစစ်ဟာ control အရန်ပြေဝတယ် game ရဲ့အနေအထားပေါ်လိုက်ပြီးတော့သူတို့ကအန်ချက်မပြတ်ဖို့အတွက်အမားကင်းနဲ့အနောက်ကနေပြီးတော့ခိုင်ခိုင်မာမာထောက်ပံ့ပေးထားတဲ့ပုံစံကိုတွေ့ရသလိုကွင်းလေအားကိုလည်းသူတို့ယူထားနိုင်တယ်သူတို့ကိုယ်တိုင်လည်းယုံကြည်စိတ်ချမှုကိုပေးတယ်ကိုသမားမှန်ငါဆိုကျွန်တော်တို့ဟိုပြိုင်ပွဲမတိုင်ခင်ကကိုသမားတို့သိမကြိုက်ဘူးကွာလို့ထင်ခဲ့တာတော့မှကိုဒီအားနာတယ်ဗောနော်ဒီမိုင်းယန်ကိုအားနာမိသလိုတော့ဖြစ်တယ်အေးစစ်စစ်ပဲဒီဂိမ်းမှာလိုအပ်တာလည်းမရှိဘူးအပိုလည်းမရှိဘူးကိုလို့ဆရာရှိတာလေးကိုလှုပ်သွားတယ်ပြစ်သစ်တသင်းလုံးဒီပွဲကိုအနိုင်ရတဲ့ပုံကအဓိကအဲ့ဒါပဲအများကြီးလုံနေတာလည်းမဟုတ်ဘူးဒါပေမဲ့ဟိုပေါ့ရော့မနေဘူးကိုလှုပ်ဆရာရှိတဲ့အတိုင်းကွက်တိတစ်ထက်တည်းလှုပ်သွားတယ်တိုက်စစ်ကစားတဲ့အခါကျတော့ clinical ဖြစ်တယ်ကွင်းလေကစားတဲ့အခါကျတော့ဒီတိုက်စစ်နဲ့ခံစစ်ကိုဟန်ချက်ညီအောင်လို့ control ရှိတယ်ခံစစ်ကစားတဲ့ပုံစံကကျတော့ solid ဖြစ်တယ်ဆိုတော့အရာတွေနဲ့အနိုင်သွားတယ်ဒီဘက်မှာတွန်းသွားတာကကလန်အမ်ဘာပေတွန်းသွားတယ်ပြီးတော့ဒမ်ဘေလေတွန်းသွားတယ်နှစ်ဦးစလုံးဟာဒီကလန်အမ်ဘာပေကတော့သူ penalty လွဲပေမဲ့ကိုယ်တိုင်သူသွင်းယူခဲ့တဲ့ဂိုးကတော့တကယ်အဆင့်မြင့်တယ်အမ်ဘာပေမှုလို့ဂိုးတယ်လို့ပြောရမယ်ဂိုးမျိုးတွေထဲမှာပါတယ်ပေါ့နော်ဟိုတကယ်ဟိုဒီဘိုနိုကိုတကယ် elite အလွှာကတိုက်စစ်မှုတွေနဲ့ဒီ average player တွေကြားမှာဘာကွာလဲဆိုတော့အဲ့ဒါပြသွားတာပဲအဲ့ဒီဘယ်လိုခေါ်မလဲday off ကိုပဲ screen လုပ်ပြီးတော့ကိုသမားမမြင်တဲ့အပေါက်ကိုအသာလေးခိုးကန်သွားတာအရန်အစင်မြင့်အရန်ပညာပါလုံးတယ်ပေါ့နော်ဒီအမ်ဘပေကပြီးတော့ဒမ်ဘလီသွင်းတဲ့ကိုမှလည်းသူကိုယ်တိုင်ဒမ်ဘလီစီကို assist တော့မဖြစ်ခဲ့ဘူးဒါပေမဲ့ assist ဖြစ်သွားတယ်သူက normal pass ပဲသူတွဲပေးခဲ့ပြီးတော့ပေးလိုက်တာထက်ပြေးလမ်းကြောင်းကတော့ပို့ပြီးတော့ assist ဆန်သေးတယ်လို့ပြောလို့ရတယ်အနေအထားမျိုးလုံးဝ double move နဲ့အတူဒမ်ဘလီကအဝေးကန်သွင်းပြီးတော့ကျူသွားတယ်နောက်ဆုံးတော့ပြင်သစ်က 2-0 နဲ့အနိုင်ရသွားတယ်ဆိုတော့ဟိုဒါတော့ပြင်သစ် 2-0 ဒီမော်ရိုကိုပွဲနဲ့ပတ်သက်ပြီးသုံးသပ်ခဲ့တာပါကြည့်ရှုအားပေးကြကြပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ပါတယ်